ဒါဆိုရင်ကိုဆရာတို့ဒီညမှာထင်နေတာကဖူဟန်ခုံတွေကချယ်ဆီကိုဂိုးတွေသွင်းမှာပေါ့ပြန်သွင်းမှာပေါ့ချယ်ဆီကလေဖူဟန်ဂိုးတွေရမယ်လို့အဲ့လိုထင်နေကြတာပေါ့မင်္ဂလာပါကျွန်တော်နာမည်11ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့တနင်္လာညဆိုမှပွဲရများတယ်ပွဲများကျွန်တော်လည်းဒီနေ့မြန်မာပြန်ခေါ်တဲ့နေ့ဆိုတော့အလုပ်နည်းနည်းရှုပ်တယ်အဲ့ဒါပြင်ကျွန်တော်တို့ဒီအာမခံရောင်းပွဲအသစ်ကလည်းပြန်ထွက်တာဖြစ်တဲ့အတွက်အလုပ်ကနည်းနည်းများသွားတယ်အဲ့တော့ဒီအခုမှပဲကျွန်တော်ဗီဒီယိုရိုက်ပြီးတင်နိုင်တယ်အဲ့တော့ပြောချင်တာကဒီညမှာဖူဟန်ကိုချယ်ဆီက 1+90 နဲ့ 3+80 ဆိုတဲ့ဈေးပေးထားတယ်အဲ့ဒါဒီညမှာကြည့်တော့အော်ကိုပေါ့ဆိုတာဒီကြီးပဲဖြစ်နေတာဘာဖြစ်လို့လဲကိုပေါ့ဆိုတဲ့သဘောတရားကနှစ်ဖက်လုံးကိုးသွင်းပါဗျာသိလားနှစ်ဖက်လုံးကိုရမှကိုပေါ်ဖြစ်မှာကိုပေါင်းအပေါ်ဖြစ်မှာဆိုတော့ဖူဟန်ကိုရမယ်လို့တွေးထားတယ်ပေါ့အဲ့ဆိုရင်ဖူဟန်ကချယ်ဆီပရီးမီးယားလိမှာဖူဟန်ကနီးပြဒီ first time ဒီအင်္ဂလန်မြေကိုခြေချဘူးတဲ့နီးပြအာဘီလိုယာနဲ့အခုမှ first time အင်္ဂလန်မြေကိုခြေချမဲ့ဂွန်ဇာလိုဂါစီယာတို့ဒီပလာစီယိုတို့လိုပလေယာတွေနဲ့အဲ့ကောင်တွေကလွယ်လွယ်လေးချယ်ဆီကိုကိုရမယ်လို့ကိုဆရာတို့ကထင်နေတယ်ပေါ့ကျွန်တော်တော့မထင်ဘူးနော်ဂွန်ဇာလိုဂါစီယာရဲ့ခန္ဓာကိုယ်အချိုးအစားအရက်အမောင်းကလာလီဂါမှာတော့ရုံးကန်ခဲ့ရတာလွယ်တာမှမဟုတ်တာပရီးမီးယားလိလို့ physical အားပြုတဲ့နေရာမျိုး physical အားပြုတဲ့ပြိုင်ပွဲမျိုးမှာဂွန်ဇာလိုဂါစီယာမလွယ်ဘူးလို့ကျွန်တော်ယူဆတယ်ဒါပြင်အဓိကဒီဖူဟန်မှာဂိုးတွေရဖို့စူးစမ်းပေးနေတဲ့ Harry Wilson မရှိတော့ဘူးဖူဟန်မှာအဲ့တော့ဂိုးပေါင်းဆိုတဲ့သဘောတရားက2သင်းလုံးဂိုးသွင်းမသွင်းကိုတွက်ချက်ပြီးဖွင့်တာဗျာချယ်ဆီတစ်ဖက်တည်း3မသွားဘူးဗျာကျွန်တော်အမခံတယ်အဲ့ဖူဟန်ဂိုးရဖို့လည်းမရှိဘူးလို့ကျွန်တော်အမခံတယ်ဘာဖြစ်လို့လဲ voting to score ဆိုတဲ့ BTS ဈေးကွက်မှာ yes ဆိုတဲ့အစကို 0.66 ဒါမှမဟုတ် 0.70 ပေးထားတယ်ကိုဆရာတို့မှတ်တာဒီ online မဲဆော့အပြင်မှာမဲဆော့အဲ့ဒီ odd က 0.70 ဆိုရင်မအောင်ဘူးအောင်နဲ့ရာခိုင်နှုန်းနည်းတယ်အဲ့ဒါပုံတင်မှတ်လို့ရတယ်အဲ့ 0.7 ဆိုတဲ့ 1.7 0.7 ဆိုတဲ့ထိုးကွက်တွေအဲ့ဒီ 1.7 ဆိုတဲ့ odd တွေကအောင်တာနည်းတယ်ရာခိုင်နှုန်းအရင်နည်းတယ်ကျွန်တော်ကတော့အဲ့လိုမှတ်ထားတယ်အဲ့လိုမျိုးတောက်လျှောက်ကျွန်တော်ကတက်တည်ရထားပြီပေါ့နော်ဆိုတော့ VGDS ဈေးကွက်မှာ 0.66 1.66 ဆိုတဲ့ထိုးကွက်ကနှစ်သင်းလုံးဂိုးရဖို့မဖြစ်နိုင်ဘူးလို့ကျွန်တော်ကယူဆတယ်ကျွန်တော်ဖူအောင်ဂိုးမပေးချင်ဘူးချယ်ဆီနီးပြချင်းရှင်းမယ်ဆိုရင်လည်းအာဘီလိုကတစ်ဖက်မှာဇာဗီအလွန်ဆိုနှစ်ဖက်နီးပြတခါရီရဲကနေလောလောလတ်နှစ်ယောက်ပြုတ်လာကြတယ်ဆိုပေမဲ့ profile ပုံမြင်တာဇာဗီအလွန်ဆိုကသူ့ဘဝမှာတောက်လျှောက်လီဗာပူးဆင်နဲ့အရန်အောင်မြင်ခဲ့တယ်ဂိုးတွေပေါ်တာချယ်ဆီမှာအဲ့လိုပုံမျိုးဆိုရင်ဒီဂိုးပေါင်းစီပဲပြီးမလဲဂိုးပေါင်းစီမနက်က3လုံး30နိုင်3လုံး40နိုင်နေ3လုံး80နိုင်ဒီပြုတ်မကြလာဘူးဒီပွဲဒီချယ်ဆီနိုင်တကိုးပဲဘသူနိုင်တကိုးပဲ1-1ဒီတက်မပူ3လုံးဘလုံးမရောက်เสียအကြောင်းမရှိဘူးကျွန်တော်ပြောသလိုပဲချယ်ဆီမှာက Premier League proven player တွေအများကြီးပဲကိုပါမာဘာညာဗျာကိုပါမာယာအိုပက်ဒရိုနက်တိုဒီလို player တွေရှိကျွန်တော်ခုနကပြောသလိုပဲဂွန်ဇာလိုဂါစီယာတို့ရဲ့တိုက်စစ်တွေဂိုးရဖို့ခက်လိမ့်မယ်ရာဦးဟီမီနက်ဆိုတာကသူဘလူးပဲလေးနေပြီပြောအသက်ကြီးနေပြီပြောမနစ်ကရာဦးဟီမီနက်လို့ဆိုရင်ပရီးမီးယားလိမှာဂိုးရအောင်ဘယ်လိုဆော့အောင်မလဲဆိုတာသူတို့ကသိနေပြီအင်္ဂလန်မှာဘယ်လိုဂိုးရအောင်ဆော့အောင်မလဲဆိုတာသိနေပြီအခုမှလည်းသူဂိုးတွေသွင်းနေတော့မယ်ရာဦးဟီမီနက်ဆိုအဲ့တော့ဒီလိုမျိုးတိုက်စစ်မှာကဂွန်ဇာလိုဂါစီယာတဲ့ထွက်လာမယ်ဆိုရင်တော့မလွယ်ဘူးဗျာသိလားဒီကောင်လေးရဲ့ခန္ဓာကိုသေးတာနဲ့လာလီဂါမှာတော့တိုင်ပတ်ခဲ့လို့ရီယယ်မက်ဒရစ်ကရောင်းထုတ်လိုက်တာဆိုတော့ဒီလိုမျိုး physical အခွန်အားကိုအားပြုပြီးတဲ့ဒီလောက်6ပေကြော်ရည်ဂျားထဲမှာဒီကောင်လေးလူကောင်လေးသေးသေးလေးနဲ့တိုင်ပတ်ကိုပါလာဗျာအဲ့တော့ဖူဟန်ဂိုးရဖို့ခက်လိမ့်မယ်အာဘီလိုကဘလို့လာမလဲတော့မပြောတတ်သေးဘူးဒါပေမဲ့လောလောလတ်ကြီးမှာအခုမှအင်္ဂလန်မျိုးခြေချမယ်နီးပြနဲ့အခုမှအင်္ဂလန်ကို first time ရောက်ဖူးတဲ့ player အနေနဲ့ချယ်ဆီလိုအသင်းမျိုးကိုဂိုးရမယ်လို့ကျွန်တော်ကမထင်ဘူးအဲ့အတွက်ကြောင့်ကျွန်တော်ဒီညမှာဂိုးပေါင်းအောက်ကိုဆရာတို့ကိုရွေးချယ်ပေးခြင်းနဲ့ဘာကိုဂိုးပေါင်းအောက်လဲဆိုရင်ဖူဟန်နဲ့ချယ်ဆီပွဲကိုကျွန်တော်ကဂိုးပေါင်းအောက်လို့ကျွန်တော်ကရွေးချယ်ပေးခဲ့ခြင်းပါတယ်ကျေးဇူးတင်ပါတယ်TikTok ညီကိုရဲ့အနေနဲ့ဒါတပတ်စာမှဘာညာလက်တွဲခြင်းနဲ့အမခံရောင်းပွဲဘာညာလက်တွဲခြင်းနဲ့ဆိုရင်ကျွန်တော် TikTok အကောင့်တွေကိုဝင်လိုက်ပါ TikTok အကောင့်ရဲ့ထိပ်ဆုံးမှာကျွန်တော်ရေးပေးထားပါတယ် Viber Telegram ရေးပေးထားပါတယ်အဲ့ဖုန်းတွေမှာဆက်သွယ်လို့ရသလို TikTok ရဲ့ချက်ပေါက်မှာလည်းဆက်သွယ်လို့ရတယ်ဆိုအကြောင်းကိုကျွန်တော်ပြောပြချင်ပါတယ် Facebook နဲ့ YouTube ဘာညာ Telegram ညီကိုတော့ဆက်ကြည့်ပေးပါအောင်လို့ကျွန်တော်ညှိနှိုင်းရခိုင်းကြပါတယ်ဗျာအဲ့တော့ Facebook တို့ TikTok တို့Facebook တို့ YouTube တို့ကညီကိုတွေအနေနဲ့ဒါကိုဆရာတို့မမဝင်ခြင်းနဲ့ဆိုရင်တပတ်စာကိုမမကြီး2000နဲ့မမဝင်လို့ရမယ်မမဝင်လို့ရမယ်ဆိုရင် Viber နံပါတ်09 88662958နဲ့ Telegram နံပါတ်09 88662958ဆိုတဲ့နှစ်နေရာမှာတပတ်စာ2000နဲ့မမဝင်လို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒါအပြင်ကိုဆရာတို့အနေနဲ့ iPad ကိုရှင်ကိုနဲ့9သလုံးမိကိုယုံကြည်စိတ်ချစွာကစားဖို့နေရာရှာနေတယ်ဆိုရင်
ဥပမာဒီ agent ကိုရောင်းမှာမလားဘာမလားအဲ့ဒါမျိုးတွေမတွေးနေရဘဲနဲ့ကျွန်တော်တို့လို tester တယောက်ဂျားကန်အာမခံပေးထားတဲ့နေရာမျိုးမှာကစားခြင်းနေဆိုရင်တော့ကျွန်တော်ကိုယ်တိုင်100%မကအာမခံပြီးထားတဲ့နေရာနဲ့မိတ်ဆက်ပေးခြင်းနဲ့အဲ့ဒါကို file number လေးတွေတခြားလေးလက်မှတ်ပေးစေခြင်းနဲ့အဲ့တော့ကိုယ့်ဆရာတို့အနေနဲ့ iMac ကိုရှင်းဖို့နဲ့93မိကိုကစားဖို့နေရာရှာနေတယ်ဆိုရင် Viber နံပါတ်09 86 256 322နဲ့ Telegram နံပါတ်09 66 3333 03ဆိုတဲ့နှစ်နေရာမှာ iMac ကိုရှင်းဖို့နဲ့93မိကိုယုံကြည်စိတ်ချစွာနဲ့ကစားနိုင်ပြီပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်မနေ့ပြန်မှာနောက်ထပ် mama package မို့ mama အစီအစဉ်နောက်တစ်မျိုးနဲ့ကျွန်တော်မိတ်ဆက်ပေးပါမယ်အဲ့ဒါကကျွန်တော်အရင်လေးရောင်းမှုပါတယ်အာမခံရောင်းပွဲပါဒါမှားရင်အရင်ပြန်ပေးမယ့်အပြင်ကျွန်တော်နင့်နာကြီးပါထည့်ပေးမယ့်အာမခံရောင်းပွဲမျိုးပဲဖြစ်ပါတယ်ဒီနေ့ညစပါတယ်စိတ်ဝင်စားရင် page messenger သို့မဟုတ်ကျွန်တော် Viber နံပါတ်ဒီမှာလာဆက်သွယ်လို့ရပါတယ်အဲ့တော့ဒီညမှာကျွန်တော် Chelsea နဲ့စူဝင်ပွဲကိုကျွန်တော်6ပေါင်းအောက်ရွေးချယ်ပေးထားပါတယ်နိုင်ကြပါစေခင်ဗျာကျွန်တော်တို့မနေ့ဖက်မှာပြန်ဆုံးပါမယ်ဒီညနည်းနည်းနောက်ကြပါလား sorry ပါခင်ဗျာအဲ့တော့မိမယ်လို့လည်းထင်ပါတယ်ပွဲရညနေပွဲဖြစ်နေတဲ့အတွက်ကျေးဇူးများတင်ပါတယ်မနေ့ပြန်ဒီထက်ပိုပြီးစောစောလေးကျွန်တော်လာပေးပါမယ်ကျေးဇူးများတင်ပါတယ်